ဒီလို premium look ရှိတဲ့ luxury packaging တစ်ခုဖြစ်လာဖို့အတွက်နောက်ကွယ်မှာကျွန်တော်တို့ production တွေဘယ်လိုသွားရဲဆိုတာဒီဗီဒီယိုထဲမှာကြည့်လို့ရပါတယ်မင်္ဂလာပါကျွန်တော်ကတော့ Asama Packaging ရဲ့ founder Resident ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပေးမယ့်ဘူးလေးကတော့ကျွန်တော်ကိုယ်တိုင်အစဆုံးထုတ်လုပ်ထားတဲ့ luxury box jewelry packaging လေးပဲဖြစ်ပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုး luxury jewelry box တွေကိုကျွန်တော်အစအဆုံးဘယ်လိုမျိုးဖန်တီးထုတ်လုပ်ထားရဲဆိုတာအားလုံးလည်းမြင်ကြပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဒီလို quality ရမ်းလိုက်တဲ့ premium လို့ရှိတဲ့ jewelry box တွေကိုကြိုက်တဲ့ site ကိုကြိုက်တဲ့ design ပုံစံတိုင်း logo design ရိုက်နေပြီးသားcolor design တွေရိုက်ပြီးသားပေါ့နော်အမျိုးဘူးတွေကိုကျွန်တော်အနည်းဆုံးရေအတွက်300နဲ့စတင်ပြီးတော့ live view ရရှိမှာဖြစ်ပါတယ်